ကဲမိတ်ဆွေများခုနှစ်ရက်သားသမီးများအားလုံးကျွန်တော်ရဲ့ရွှေတနစ်တာကံကြမ္မာဆိုတဲ့အစီအစဉ်လေးကနေပြီးတော့မင်္ဂလာပါလို့ကြိုဆိုနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဗျာဒီကနေ့မှာကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဂမ်ဘီယာလက်ဆောင်လေးတစ်ခုဂမ်ဘီယာနီးလေးတစ်ခုပြောပြပေးလိုက်ပါတယ်အဲ့ဒီနီးလေးကဘာနီးလေးလဲဆိုတော့ဘယ်အလုပ်ကိုပဲလုပ်ပေါ့နော်တိတ်ပြီးတော့အစင်မပြေဘူးဖြစ်နေတာရက်တက်နေတာဈေးဆိုင်လေးဆိုရင်လည်းဈေးရောက်မကောင်းဘူးဖြစ်နေတာပေါ့ဈေးရောက်မကောင်းဘူးလက်ဖက်ဆိုင်လေးဆိုလည်းလက်ဖက်ရောင်းဝယ်မကောင်းဘူးအဲ့လိုဆိုင်လေးရောင်းမကောင်းတဲ့ဈေးဆိုင်လေးရောင်းမကောင်းတဲ့လုပ်ငန်းတွေအဲ့လိုအစင်မပြေမလဲမပတ်ပဲဖြစ်နေတဲ့ကိစ္စတွေအခုဒီနည်းလေးကိုသုံးရမှာဖြစ်ပါတယ်အဲ့ဒီနည်းလေးကတော့ကျွန်တော်တို့ကလေးတွေသူငယ်တန်းပေါ့နော်သူငယ်တန်းမူလာတန်းမှာသုံးတဲ့တင်ပုံးကြီးဆိုတာရှိတယ်တင်ပုံးကြီးဖတ်စာလို့ခေါ်တာပေါ့နော်ကာကြီးခါဝေးကားငယ်ကာကြီးငါနော် ABCDEFG ပေါ့နော်အဲ့လိုမျိုးလေးဒီလိုမျိုးလေးပေါ့နမူနာပုံစံလေးကတော့ဒီလိုပုံစံလေးပါအဲ့ဒါလေးတွေကိုကိုယ့်ရဲ့အလုပ်တို့ကိုယ့်ရဲ့ဈေးဆိုင်တို့ကိုယ့်ရဲ့လုပ်ငန်းတို့အိမ်တို့မှာ plastic လေးလောင်းပြီးတော့နော်ကြီးကြီးသေးသေး site ကြီးကြီးသေးသေးရတယ် plastic လေးလောင်းပြီးတော့ချိတ်ဆွဲထားမှာဖြစ်ပါတယ်အခြေခံပိုင်တဲ့နည်းလေးဖြစ်ပါတယ်လွယ်ကူထိရောက်တဲ့နည်းလေးဖြစ်ပြီးတော့အစွမ်းထက်တဲ့နည်းလေးဖြစ်ပါတယ်ဒီနည်းလေးကတော့ကျွန်တော်တို့အမမင်းသင်္ခါရဲ့နည်းလေးဖြစ်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ဆရာရှင်ဝန်ဒီစီကတဆင်ပြန်လည်ရရှိခဲ့တဲ့နည်းလေးတစ်ခုဖြစ်ပါတယ်ကဲဒီနည်းလေးကိုသုံးပြီးတော့အားလုံးပဲအဆင်ပြေအောင်မြင်ကြပါစေဗျာဆက်လက်ပြီးတော့တရက်စာကံကြမ္မာလမ်းညွှန်လေးကိုလည်းစနစ်တကျတွက်ချက်လို့ပေးလိုက်ပါတယ်ဒီကနေ့မှာရင်ကားယထာကိစ္စတွေငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေခရီးသွားလာရေးကိစ္စတွေအဆင်ပြေအောင်မြင်မှာဖြစ်ပါတယ်ဒီကနေ့မှာမင်္ဂလာသတင်းအလှသတင်းတွေကြားရကြုံရတတ်ပါတယ်အဲ့ဒီလိုကြားရကြုံရတတ်ရင်ငွေများဝင်တတ်ပါတယ်ကောင်းပါတယ်ပေါ့နော်ငွေဝင်တော့ကောင်းတာပေါ့တခုတတိထားမှာကတော့ဒီကနေ့မှာအခြေရေးအိမ်တော်ရေးတွေကစိတ်အနှောက်အယှက်ဖြစ်เสียကြုံတတ်ပါတယ်ဒီကနေ့ကံကောင်းစီမဲ့အရာတွေကတော့အဖြူရောင်ငွေရောင်တို့ဖြစ်ပါတယ်ဒီကနေ့ကံကောင်းစီမဲ့ကဏ္ဍတွေကတော့တစ်ကဏ္ဍနှစ်ကဏ္ဍခွန်ကဏ္ဍကိုးကဏ္ဍတို့ဖြစ်ပါတယ်ဒီနေ့တနေ့တာကံပွင့်လက်ရွှင်စေဖို့အတွက်ဆိုရင်ကိုယ့်ရဲ့အိမ်ဖျားမှာလက်ဖက်ရည်ချိုလေးတစ်ခွက်စွန်းတော်ကတ်လို့ပေးပါဗျာဒီကနေ့မှာကိုယ့်ရဲ့အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေအဆင်ပြေအောင်မြင်စေဖို့အောင်တတ်ရစေဖို့အတွက်ဆိုရင်လည်းလက်ဖက်ရည်လေးကိုတောက်ပြီးဆူတောင်းပြီးမှလှုပ်ဆောင်ပေးပါဗျာကဲကျွန်တော်ရဲ့မိတ်ဆွေများအားလုံးတနေ့တာကံကောင်းခြင်းများကိုပိုင်ဆိုင်ပြီးလုပ်ငန်းဆောင်တာများအဆင်ပြေအောင်မြင်ကြပါစေ